လိုက်တာအောင်စက်ကြရဲ့နေ့စားရပါပြီနော်ဒါသမီးလေးသိကြနေဦးဒီရစကားလေးပါစတင်လိုက်တာတိုင်မင်းအယူအောင်ပါပြီယူပေးတာဟုတ်ပြီတိုင်မင်းအလုတ်စဆင်းတဲ့အခါပေါ့နော်တိုင်တော့အောင်စက်ကြသူစိုက်ကျွန်းရေးပြီးသူဘောပင်ကြီးဖြောက်နေတာတစ်ထောက်မှမရှိတော့ဘူးလာရှုပ်တယ်နော်ကမလာမန်းမင်းအဲ့တော့ကျွန်တော်တို့ငင်းဘာမှနိုင်နေမင်္ဂလာပါစားရပါအဲ့ဒီကလေးကလေးအုံလို့ဆောင်ပြီးသွားနိုင်ရအောင်ကလေးမကဟိုအဖြစ်ကလေးကောင်လို့ကြောက်အောင်မယ်မကျူကလေးကလှုပ်ပြီးတော့ဇကြိုးအောင်မယ်အောက်ပြုတ်ကြတယ်ကလေးကောင်လို့ကြောက်တော့ဟောนี่စားရပါပြီလို့ပထမကားတော့ဘယ်လိုခုနနေပထမကားတော့ကျွန်တော်ဆရာအောင်သက်ကြာကျွန်တော်လူတတ်တဲ့အခါမှာထားတယ်ဒုတိယကားမှာသူ့ပါရတာโอเคခုနောက်ဆုံးခါမှာတော့ရှည်တယ်ကျွန်တော်1000သားနေရတယ်စားရည်ပါဘူးလက်ကူကြီးပါရောက်နေပါတယ်ဒီဘက်ကလည်းရိုက်တယ်ဒီဘက်ကလည်းပြင်တယ်ဒီဘက်ကလည်းချတယ်ဟိုမှာလုံးရကြည့်ပြီးတော့သပီးလေးထားလက်မလို့ပါပါခလေးပြုံးအောင်လေးတွေညဆွေးမှုနဲ့တွေ့ရမယ်သမီးလေးဒါအောင်ဆက်ကြရသမီးပါခလေးတို့တဲ့ပဲလေးထားတယ်တဲ့ကျွန်တော်ပဲတဲ့လေခလေးဒီဘက်မှာညာဘက်မှာနော်လေရဟိုကချာတော့ဟိုကညာပဲညာတော့မရှိပါဘူး